ကိုဘာဖြစ်ချင်လဲဆိုတာကိုမသိဘူးဆိုရင်ကိုလှုပ်ချင်တဲ့အရာတစ်ခုကနေစလှုပ်ကြည့်လားလှုပ်ရင်းနဲ့ပေါ့နော်ကိုဘာဖြစ်ချင်လဲဆိုတာကိုတိကျပို့ပြီးတော့တိလာလိမ့်မယ်မိသားစုအရင်တော့ဆိုပြောမယ်ဆိုရင်ဘာဈေးရောက်မယ်ဆိုရင်တောင်ဘယ်ပစ္စည်းကိုရောင်းချင်မှမသိဘူးအစီကြပစ္စည်းပဲရောင်းချတယ်လို့အစီကြပစ္စည်းကိုရောင်းချင်ဆိုလေအစီကြပစ္စည်းကိုရောင်းလိုက်တယ်နော်လို့ရှိရင်ကိုရောင်းချင်တဲ့စိတ်ပါရတယ်ဆိုတော့လို့ရှိရင်ကိုရောင်းလာတယ်ပေါ့နော်ကိုဘာကိုရောင်းချင်မှလည်းမသိဘူးဘာဖြစ်ချင်မှလည်းမသိဘူးပြီးတော့အထယ်ကိုရောင်းချင်တယ်ဆိုတဲ့အထယ်ကိုရောင်းလိုက်တယ်အခုအထယ်ရောင်းရင်းနဲ့မှဘယ်အထယ်ကိုရောင်းချင်တယ်လဲဆိုတာကိုပို့ပြီးတော့တိလာတယ်ပေါ့နော်အဲကြောင့်မလို့လှုပ်ရင်းနဲ့တိလာတဲ့အရာကပို့ပြီးတော့တိကျတယ်ပို့ပြီးတော့မှန်ကန်တယ်ပေါ့နော်အဲကြောင့်မလို့ကိုဘာဖြစ်ချင်ရလဲဘာလို့ချင်ရလဲမသိလို့ရှင်အခုကိုဖြစ်ချင်တယ်လို့ထင်တဲ့အရာကနေစလို့ကြည့်လိုက်အဲဆိုလှုပ်ရင်းနဲ့ကိုဖြစ်ချင်တဲ့အရာကိုတိကျသိလာလိမ့်မယ်